ဆိုတာရှိသမြင်လေးလိမ့်လိမ့်မာနေပါကလေးရဲ့လောကပုံအလဲမာယာများနေตาယာချုံမိန်နဲ့အပြုံးတွေမိပါရင်ခွင်မှာရှိသမြင်လေးပဲစီပဲနေရကိုရောက်လဲလေးအမှန်ရနေပါအိုးကလေးရဲ့မေဘဝလေးပြောပါစေမေထောက်ရပြုံးပြောနိုင်ပါသေးလေဆိုတာရှိသမြဲလေးအလွန်ဆွေတွေရဲ့အိုးနောက်မလေးဒီအချိန်ဒီအခါတမြေဒီဝေနေသာသမီတွေကိုမျောတာပေါ်လေပဲစီပဲနေရကိုရောက်လဲလေအမတ်ရနေပါအိုးကလေးရဲ့အချိန်တန်ရင်လေးပြောနိုင်မို့လေစောင်းလျက်နေမယ်အိုးကလေးရဲ့မေဘဝလေးပြောပါစေမေထောက်ရပြုံးပြောနိုင်ပါသေးလေဆိုတာရှိသမြဲလေးအလွန်ဆွေတွေရဲ့အိုးနောက်မလေးဒီအချိန်ဒီအခါတမြေဒီဝေနေ